အားလုံးမကျွန်တော်ညီကောင်မောင်နှမများတကယ်ချင်းမိတ်ဆွေများလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့ 3D လေးပါဒါ6ကြိမ်မြောက်ပေါ့နော်6ကြိမ်မြောက် 3D လေးကြည့်အောင်နော်ဒါ 2D နားတဲ့အချိန်မှာကျွန်တော်ညီကောင်မောင်နှမတွေပြင်းပြကြည့်လို့ရအောင်ပေါ့နော်ပြင်းပြဆိုတာလည်းကျွန်တော်ဒီမှာဒီ3939ကဘလို့ထွက်လာလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီ39ထိပ်ကိုကျွန်တော်ယင်နေတယ်မပြခဲ့ဘူးเนาะဒီပင်မှာဒါပေမဲ့ကျွန်တော်ဒီထွက်ခန့်နေညမှာပေါ့เนาะကျွန်တော်ဒီမှာတွေးလိုက်တယ်မမီတော့ဘူးပေါ့เนาะဒီကျွန်တော် short note လေးမှာတော့ကျွန်တော်39ထိပ်ကိုထည့်ထားတာတော့အလုံးသတိထားမိမှာပါเนาะတော့ပေမဲ့ကျွန်တော်တို့ကအယူလွဲသွားတာပေါ့เนาะဒီမှာသူကလည်းသူ့ရဲ့နီးစနစ်ကျွန်တော်ဒီမှာ39ခါလဲ39ခါလဲပေးသွားတယ်เนาะဒီမှာ39ဒီ3ညတွေဖြစ်ခဲ့တယ်နော်3955 3ညတွေဖြစ်ခဲ့တဲ့ line လေးဒါလည်းသူကပြီးသွားတယ်ပေါ့နော်3955 3ည3955 3ညဆိုပြီးတော့လေဟုတ်ပြီနော်ဒီပုံစံတိုင်းကိုပဲကျွန်တော်ခါတော့ကျွန်တော်3955 3ညဒီမှာမလာတော့သေးဘူးပေါ့နော်နောက်တစ်ပြင်မှာလာမှာဆိုတော့ကျွန်တော်ဒီမှာနောက်ပိတ်ကလည်းထိတ်စီးရရင်သူကနောက်ပိတ်ရရင်ကျွန်တော်ပြခဲ့ရရှိသေးရဲ့နော်ပြခဲ့ပြီးသားပေါ့နော်ဒီမှာကျွန်တော်ကြည့်အောင်သူကကျွန်တော် break မရတာနဲ့ကျွန်တော်ဒါကျွန်တော်break ကလုံးဝမရခဲ့ဘူးပေါ့နော်အခုမှကျွန်တော် break ကိုပြန်စစ်ကြည့်တော့မှ break ကလည်းတော်တော်လေးကိုသူကတက်ရက်တယ်ပေါ့နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်တော့ပြီးသွားပြီပေါ့နော်ဒါကျွန်တော်ကလည်းထွက်ပြီးမှပဲတွေးရတယ်ပေါ့နော်ကျွန်တော်ကတော်တော်လေးကိုဒါညံ့သေးတယ်ပေါ့နော်ဒီဘက်မှာကျွန်တော်တို့ break ကောဒီမှာအပိတ်ကောထိတ်ကောပေါ့နော်ဒီပုံစံလေးထွက်လာတဲ့ပုံစံလေးကြည့်အောင်နော်ပြောနေကြပါနော်ကျွန်တော်ဒီမှာကဒီကနေစကြည့်အောင်ဒီတုံညာထိတ်ကိုကျွန်တော်ပြမှာเนาะဒီမှာဒီနှလုံးကိုကျွန်တော်6လို့ဖြစ်တာပေါ့เนาะ6ဒီနှလုံး6ပေါ့เนาะဒီ6ကိုသူကဒီနှလုံးပြန်ပြီး6လို့ဖြစ်တာပေါ့เนาะ6လို့ဖြစ်တာဟုတ်ပြီเนาะဒီလိုပဲဆက်သွားမှာကျွန်တော်ဒီမှာဒီနှလုံးကိုကျွန်တော်6လို့ဖြစ်တာပေါ့เนาะဒီ6ကိုကျွန်တော်ဒီနှလုံးပြန်ပြီး6လို့ဖြစ်တာပေါ့เนาะဟုတ်ပြီเนาะကျွန်တော်ဒီမှာဒီနှလုံးကိုကျွန်တော်3သွားပါဝါတော့မခံဘူးလို့ဒီ3ကိုဒီနှလုံးပြန်ပြီး3လို့ဖြစ်ခဲ့တာပေါ့နော်နောက်တစ်ခါကျွန်တော်ဒီမှာဒီနှလုံးကိုကျွန်တော်8လို့ဖြစ်တာပေါ့နော်8အဲ့ဒီ8ကိုလည်းသိကြတယ်ကျွန်တော်ဒီနှလုံးပြန်ပြီး8လို့ဖြစ်တာပေါ့နော်ဒါကျွန်တော်လုံးဝမမြင်ခဲ့တဲ့ကျွန်တော် line လေးပေါ့နော်ကျွန်တော်ဒီမှာ88ကို886ကိုသူကဒီ8နှလုံး6ပဲသူကပြန်ပြီးဖြစ်တယ်ပေါ့နော်ဟုတ်ပြီနော်ကျွန်တော်ဒီမှာဒီနှလုံးကိုကျွန်တော်9သိကြတယ်ကျွန်တော်ဒီနှလုံးပြန်ပြီး9ဖြစ်ရမှာဆို3ညထိပ်လေးကိုကျွန်တော်တွေးခဲ့ပေါ့နော်တွေးခဲ့တယ်ဆိုကျွန်တော်ဒီမှာက3ည5လေးတွေပါတယ်ကျွန်တော်3ည58တွေပါကျွန်တော်ထည့်လိုက်သေးတယ်ပေါ့နော်ဒီမှာလုံးဝကျွန်တော်လွတ်သွားတာပေါ့နော်ဒီမှာ break ကလည်းအမှန်ကန်အလုံးကျလည်းရှိတယ်နော်ဒီမှာကျွန်တော်တို့ကနောက်ပိတ်ကိုကြည့်အောင်နောက်ပိတ်ကလည်းဒါကျွန်တော်ပြခဲ့ပြီးသားပေါ့နော်ဒီမှာကဒီကနေစမှာပေါ့နော်ဒီကနေစမှာပေါ့နော်ဒီနောက်ပိတ်ကဒီနှလုံးကျွန်တော်6လို့ဖြစ်တာဒီ6ကိုဒီမှာ6လေးဆိုကျွန်တော်ပြန်ပြီးတော့ချိုးခဲ့တဲ့ဒီ line လေးလေးဒါကျွန်တော်ပြခဲ့ပြီးသားเนาะသူတော့ထွက်တာတော့စနစ်ကတော့မှန်တယ်ဗောနော်ဒီဘယ်စနစ်နဲ့ဘယ် line နဲ့ဒါပေးမယ်ဆိုတာကိုဒါတော့ကျွန်တော်တို့မသိရတာဗောနော်ကျွန်တော်ကမူလေးရတော့မှန်တယ်ဗောနော်ကျွန်တော်ဒီမှာဒီနှလုံး3ဒီ3ကို3883ဆိုပြန်ပြီးရောထည့်ပြီးသွားဗောနော်ကျွန်တော်ဒီနှလုံးကိုကျွန်တော်9ဗောနော်9ဗောနော်9ကိုဒီမှာ496လေးဆိုပြီးတော့ဒီနှလုံးပြန်ပြီး496လေးဖြစ်သွားနော်ဒီနှလုံးကျွန်တော်တစ်ကိုကျွန်တော်ဒီနှလုံးပြန်ပြီးတော့1661ပေါ့နော်ဟုတ်ပြီနော်ဒီမှာလဲကျွန်တော်တို့ကဒီနှလုံးကိုကျွန်တော်ခွန်ပေါ့နော်ဒီခွန်ကိုကျွန်တော်ခွန်နဲ့နှစ်ခွန်ဆိုဒါဆိုကျွန်တော်က496လေးနောက်ပိတ်ပေါ့နော်499 3ညထိတ်496လေးနောက်ပိတ်ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော် break နဲ့ကျွန်တော်သွားမယ် break ကလည်းမှန်တယ်ကျွန်တော်ဒီမှာ3ညဒီမှာ3ည55 3ညလည်းဒီမှာရှိပြီးသားเนาะကျွန်တော်3ည55 3ညဒီမှာဒီ line ကလည်း3ည55 3ညရှိပြီးသားပေါ့เนาะဒါကျွန်တော်ကပေါက်ဖို့လို့ပြောနေတာပေါ့เนาะပေါက်ပြီးကျွန်တော်ဖော်တတ်တယ်ပေါ့เนาะအဲ့လိုဖြစ်နေကျွန်တော်ကနန်းတွေကမျက်စိရှိမှလည်းရှိတယ်ပေါ့เนาะမူလေးတွေတော့ပေးတာမှန်တယ်ပေါ့เนาะကျွန်တော်ဒီမှာဒါတော့ထားပါတော့ဒီဘက်မှာကျွန်တော်တို့ဆက်သွားရမှာဆိုတော့ဆက်သွားကြည့်အောင်ဆက်သွားပြီးကျွန်တော် break နဲ့ကျွန်တော်ထည့်လိုက်မယ်ပေါ့เนาะ break ကျွန်တော်ဒီမှာဆက်ပြီးတော့ကြည့်အောင်ဆိုတော့ကျွန်တော်ဒီမှာဒီနှလုံးကကျွန်တော်ဒီအောက်ကိုမြင်ရအောင်เนาะကျွန်တော်ဒီနှလုံးကျွန်တော်နှစ်လို့ဖြစ်တာပေါ့เนาะဒီနှလုံးနှစ်3ညနဲ့နှစ်ဒီနှစ်ကိုကျွန်တော်ဒီနှလုံးပြန်ပြီးတော့နှစ်လို့ပြန်ပြီးတော့ချိုးမှာပေါ့เนาะနှစ်လို့ပြန်ပြီးတော့ထည့်မယ်ဆိုရင်ဒါဆိုကျွန်တော်က6ထိပ်ဖြစ်သွားမှာပေါ့เนาะ6ထိပ်ဟုတ်ပြီเนาะ6ထိပ်
ကဲဒါဆိုကျွန်တော်6ထဲဆိုတော့ကျွန်တော်ဒီနှလုံးကိုကျွန်တော်က3လို့ဖြစ်တာပေါ့နော်3ကိုဒီနှလုံးကျွန်တော်ပြန်ပြီးတော့3883ပြန်ပြီးတော့ထည့်မှာပေါ့နော်3883ဟုတ်ပြီနော်ဒါဆိုရင်6ထဲဆိုတော့6ထဲ6 3 6 8ဒီလိုအတွဲလေးsorry မမြင်ရတော့ sorry ကျွန်တော်ဒီဘက်မှာရေးလိုက်တာဒီမှာ6ထိပ်3ပိတ်6ထိပ်10ပိတ်ဖြစ်သွားမှာပေါ့နော်ဒီပုံစံတိုင်းဆိုရင်ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော် break နဲ့တွဲလိုက်မှာပေါ့နော် break လေးနဲ့တွဲပြီးကြည့်အောင်ဒီမှာ break ကလည်းလုံးဝဒီမှာကျွန်တော်ကူပြီးမှပြန်ဆက်လိုက်တာလုံးဝအမှန်ကန်ကိုထွက်ချလာတယ်ပေါ့နော်ကျွန်တော်ဒီမှာကြည့်အောင်ဒီ break နဲ့ပဲဆက်သွားမလားဆိုကြည့်အောင်ဒီမှာကျွန်တော်ဒီ break ကဒီကနေစမှာပေါ့နော်ဒီကနေကျွန်တော်ကတွက်ထားတာဆိုတော့ဒီကနေပဲစမယ်ပေါ့နော်ဒီမှာကျွန်တော်ကဒီနှလုံးကျွန်တော်ခွန်လို့ဖြစ်တာပေါ့နော်ခွန်အဲ့ဒီခွန်ကိုကျွန်တော်ဒီမှာဒီနှလုံးဒီမှာကျွန်တော်6ထိပ်ရှိတယ်ပေါ့နော်6ထိပ်ရှိမြင်လိုက်တော့6ထိပ်ရှိတယ်ကျွန်တော်ဒီမှာဒီနှလုံးကိုခွန်ပေါ့နော်ခွန်ဒီခွန်ကိုကျွန်တော်ဒီမှာဒီ6နဲ့ကျွန်တော်ဒီ break နဲ့ပေါင်းရင်ကျွန်တော်ခွန်လို့break နဲ့ပေါင်းရင်ကျွန်တော်ခွန်လို့ဖြစ်တာပေါ့နော်ခွန်ဟုတ်ပြီနော်ဒီ break လေဒီ break နဲ့ပေါင်းရင်ခွန်လို့ဖြစ်တော့ကျွန်တော်ဒီမှာဒီခွန်ပဲဖြစ်တယ်ပေါ့နော်ဒီခွန်ကိုလည်းကျွန်တော်ဒီမှာဒီ3ညနဲ့ကျွန်တော်ဒီ break ခွန်နဲ့ပေါင်းမှကျွန်တော်ခွန်လို့ဖြစ်တော့မှာပေါ့နော်ဟုတ်ပြီနော်ကျွန်တော်ဒီမှာလည်းခွန်လို့လာဖြစ်တယ်ဒီခွန်ကိုလည်းကျွန်တော်ဒီမှာ3ထိပ်နဲ့ကျွန်တော် break 4နဲ့ပေါင်းမှကျွန်တော်ခွန်လို့ဖြစ်တော့မှာပေါ့နော်ဟုတ်ပြီနော်လုံးဝအမှန်ကန်သူကလာတာကျွန်တော်ဒီမှာဒီ6ကိုလည်းကျွန်တော်သိကြတယ်ဒီ6ထိပ်နဲ့ break 3ညာနဲ့မှာကျွန်တော်6လို့ဖြစ်တော့မှာပေါ့နော်6ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီမှာဒီနှလုံးကောင်း5ကျွန်တော်5 break 5ဆိုတော့ကျွန်တော်ဒီမှာ6ထိပ်ရှိတယ်ဒီ6ထိပ်နဲ့9 break နဲ့ကျွန်တော်5ဖြစ်မှာဟုတ်ပြီနော်ဒါကျွန်တော်လုံးဝကိုတော်တော်ကိုကျွန်တော်မမြင်ခဲ့တဲ့ line ပေါ့နော်ဒါလုံးဝကျွန်တော်ဒါကူကပေါက်ဖော်ဖြစ်နေတာပေါ့နော်ကျွန်တော်ဒီကမောင်တော်ပြောမယ်ဆိုလဲကျွန်တော်ဒီမှာခုပေမှာကျွန်တော်ဒီလေးနဲ့ကျွန်တော်တို့ကsorry ဒီနှလုံးပေါင်း4ပေါ့နော်ဒီ4ကိုပြန်ဖြည့်ရအောင်နော်ဒီ4ကိုလည်းကျွန်တော်သေချာတယ်ကျွန်တော်ဒီ4နဲ့ဒီ4ထိပ်နဲ့ကျွန်တော်ဒီမှာ3ည break လာမှကျွန်တော်တို့က4ဖြစ်တော့မှာပေါ့နော်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီပင်မှာ3ည sorryဒါဆိုရင်ဒီပင်မှာကျွန်တော်3ည break ပေါ့နော်3ည break ဟုတ်ပြီနော်3ည break ဆိုတော့ဒီမှာကျွန်တော်က6166ဖြစ်သွားမှာပေါ့နော်613 668ပေါ့နော်ဒီဒါ3ည break ပေါ့နော်သူကပါဝါတော့မခံဘူးပေါ့နော်ဒီနှစ်ကွက်ရှိမယ်ပေါ့နော်ဒါကကျွန်တော်ဒီမှာ3ညကိုထွက်လာတဲ့ဒီကဏ္ဍလေးထွက်လာတဲ့ပုံစံလေးအတိုင်းကိုကျွန်တော်ဒီမှာသူနှစ်ကွက်ပဲဒီဘက်မှာကျွန်တော်တို့ဆက်ပြီးတော့ကန်ပေးကန်ကြပါတော့ဒီဘက်မှာကျွန်တော်တို့ဒီမှာကန်ပေးကန်ကြဆက်ပြီးတော့များပေးခဲ့မယ်ဆိုရင်ဒီနှစ်ကွက်ပဲရှိမယ်ပေါ့နော်ဒါသူကထိတ်စီးကလည်းလုံးဝအမှန်ကန်ကြလာထိတ်စီးရဲ့ဒီနောက်ထိတ်စီးရတာနဲ့နောက်ပိတ်ကလည်းသူကပါဝါတစ်စုံနဲ့သူကကြာလာတယ်ပေါ့နော်ပါဝါတစ်စုံနဲ့ကြာမယ်ဆိုရင်ပြီးရင်ကျွန်တော် break နဲ့လည်းပြန်ပြီးစစ်လိုက်မယ်ဆိုရင်ထည့်လိုက်မယ်ဆိုရင်ကနန်းနှစ်ကွက်ပဲရှိရပေါ့နော်ဒီနေရာမှာခါအလုံးကျအရှင်ပို့ပြီးကောင်းတာပေါ့နော်ဒီမှာကျသူကပြည့်စုံတဲ့ကနန်းဖြစ်သွားတာပေါ့နော်သူကခါလည်းသူက3.5 ရှိပြီးသားကျွန်တော်ထိတ်စီးမရတာနဲ့ကျွန်တော်ဒါမပေါက်ခဲ့ပါတော့939တွေတော့ကျွန်တော်ထည့်ခဲ့သေးရဲ့နော်939တွေပါလေထည့်ခဲ့တယ်နော်ဟုတ်ပြီနော်ဒီနေရာမှာကျွန်တော်တို့ဒီမှာ61ဒီမှာကျွန်တော်668ဆိုဒီကဏ္ဍလေး61အတွဲလေးဒီမှာကြည့်အောင်ဆက်ပြီးတော့ဒီမှာဒီအတွဲလေးကိုပြန်ပြီးတော့ကြည့်အောင်ဆိုတော့ကျွန်တော်ဒီပင်မှာဒီမှာဒါကကျွန်တော်6ထိပ်ကိုကျွန်တော်ယူထားတယ်ပေါ့နော်6ထိပ်ကျွန်တော်ဒီမှာ6ထိပ်ကိုကျွန်တော်ဒီနှစ်ကိုသူဒီနှစ်ဆိုပြန်ပြီးတော့ယူတာကျွန်တော်6ထိပ်ပေါ့နော်ဒီ6ထိပ်ကောင်းပြီဒါဆိုဒီမှာကျွန်တော်ကြည့်ရအောင်နော်6ထိပ်ဆိုသူကအတွဲလိုက်လေးရရှေ့တွဲလေးကတော့လုံးဝအမှန်ကန်လေးပေါ့နော်ကျွန်တော်ဒီမှာ
သူကဒီကနေစာမှာပေါ့သူကဒီထိတ်စီးရင်ခါလေးရတဲ့ line လေးပေါ့နော်ကျွန်တော်ဒီမှာဒီနှလုံးကိုကျွန်တော်နှစ်လို့ဖြစ်တာပေါ့နော်ဒီနှစ်ကိုသူကဒီနှလုံးနှစ်လို့ပြန်ပြီးဖြစ်တာပေါ့နော်ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီနှလုံးကိုကျွန်တော်တစ်လို့ဖြစ်တာပေါ့နော်တစ်ကိုဒီနှလုံးပြန်ပြီးတစ်လို့ဖြစ်တာပေါ့နော်ဟုတ်ပြီနော်ကျွန်တော်ဒီမှာ3ညဒီ3ညကိုလည်းကျွန်တော်ဒီနှလုံးကိုကျွန်တော်8ပေါ့နော်8အဲ့ဒီ8ကိုလည်းဒီနှလုံးပြန်ပြီး8လို့ဖြစ်တာပေါ့နော်ဟုတ်ပြီနော်ဒီနှလုံးကျွန်တော်ဒီမှာထိတ်စီးရဲ့ကျွန်တော်6ဆိုဒီနှလုံးကကျွန်တော်1ဆိုဒီနှလုံးပြန်ပြီးကျွန်တော်1ဖြစ်ရတော့ပေါ့နော်1ဖြစ်ရတော့မှာဆိုတော့သူတော့ဒဲရပဲပေါ့နော်ဒီပါဒီနှစ်ကိုဒီနှစ်ဒီ1ကိုဒီ1ဒီ8ကိုဒီ8ဆိုတော့ဒီ1ကိုဒီနှလုံး1ဖြစ်ရမှာဆိုကျွန်တော်တစ်ခါလေးဖြစ်သွားမှာပေါ့နော်တစ်ခါဟုတ်ပြီနော်တစ်ခါဒါဆိုရင်ကျွန်တော်ဒီမှာကဒီတစ်ခါကိုဒီလိုပဲကျွန်တော်မထားသေးဘူးပေါ့နော်ဒီမှာကျွန်တော်တို့ကဘာလေးရှိတယ်ကျွန်တော်ဒီမှာဒီတစ်ကိုကျွန်တော်ဒီမှာဒီနှလုံးဒီမှာကျွန်တော်နှစ်ရှိတယ်နှစ်နဲ့ရှေ့ပေါင်းဒီတစ်နဲ့ပေါင်းမှာကျွန်တော်3လို့ဖြစ်တယ်မဟုတ်3ဟုတ်ပြီနော်ဒီလိုပေါင်းရင်3လို့ဖြစ်မှာနော်ကျွန်တော်ဒီမှာ6ရှိတယ်6ဒီ6နဲ့ကျွန်တော်ရှေ့ပေါင်းကျွန်တော်4နဲ့ပေါင်းမှာကျွန်တော်ကရှေ့ပေါင်း4နဲ့ပေါင်းမှာကျွန်တော်က3လို့ဖြစ်တယ်မှာပေါ့နော်3ဟုတ်ပြီနော်3ဒီလိုလေးလာပြန်ချုပ်တာပေါ့နော်ကျွန်တော်ဒီမှာနောက်ဘက်က3ရှိတယ်3နဲ့ဒီရှေ့ပေါင်း3ညနဲ့ပေါင်းမှာကျွန်တော်က3လို့ဖြစ်တယ်မှာပေါ့နော်3ဟုတ်ပြီနော်ဒါလုံးဝအချုပ်လေးပေါ့နော်ဒီမှာကျွန်တော်ကနောက်ပိတ်6ရှိရဲ့6ကိုရှေ့ပေါင်း9နဲ့ပေါင်းမှာကျွန်တော်က3လို့ဖြစ်တော့မှာပေါ့နော်ဒါလုံးဝသူကအချုပ်အငိမ့်တရား1 2 3 4ကတ်စီးလေးကိုအငိမ့်ချုပ်ထားတာပေါ့နော်ဒီဘက်မှာကျွန်တော်အကျယ်ဖြန့်ထားတာပေါ့နော်ဟုတ်ပြီနော်ဒါထိတ်စီးရရင်ခါရတဲ့ line လေးပေါ့နော်သူကကျွန်တော် power ဖြစ်သွားတာ power ဆိုပေမဲ့တခြား power ထည့်လို့မရအောင်เนาะဒီ6ထိတ်ထဲမှာ1ထဲမှာဆိုရင်16ပေါ်ထည့်လို့ပဲရမှာပေါ့နော်ဒီ power တစ်စုံဆိုဒီနှလုံးပဲထည့်လို့ရမယ်16ပဲထည့်လို့ရမယ်ပေါ့နော်16ကတော့အရန်နေနဲ့ထည့်ပေါ့နော်ဟုတ်ပြီနော်ဒါဆိုကျွန်တော်ဒီမှာ3ညထိတ်ဒါတော့ break ကတော့ကျွန်တော်မိမိတို့ချက်နေတဲ့ထည့်လို့ရတာပေါ့နော်ဒီမှာ163 break 3ညဆိုရင်613 163ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဒီ3လေးကိုပဲပြန်ပြီးတော့ကျွန်တော်ဒီနှလုံးကျွန်တော်တို့ဒီ3လုံးကျွန်တော်3လို့လာပြီးတော့ဖြစ်တာပေါ့နော်ဒီ3ကိုလည်းကျွန်တော်ဒီနှလုံးပြန်ပြီးတော့3လို့ဖြစ်မယ်ဆိုရင်လည်းဒါဖြစ်နိုင်တာပေါ့နော်ဟုတ်ပြီနော်ကျွန်တော်ဒီမှာ6နဲ့ဒီရှေ့ပေါင်းလေးနဲ့ကျွန်တော်3လို့ဖြစ်တာလေဒီ3ပေါ့နော်ဒီ3ကိုလည်းဒီနောက်ပိတ်နဲ့ပေါင်းရင်လည်းကျွန်တော်3လို့ပဲဖြစ်တာပေါ့နော်3ဟုတ်ပြီနော်ဒီမှာကျွန်တော်တို့ကဒီနှလုံးကျွန်တော်ဒီ3လုံးကျွန်တော်3လို့ဖြစ်ထားတယ်ဒီ3ကိုလည်းဒီနောက်ပိတ်နဲ့ပေါင်းရင်ကျွန်တော်3လို့ပဲဖြစ်တာပေါ့နော်3လို့ပဲဖြစ်တယ်ဟုတ်ပြီနော်ဒီမှာကျွန်တော်ဒီနှလုံးကျွန်တော်တို့က3လို့လာပြီးဖြစ်မယ်ပေါ့နော်3ဆိုရင်ဒီ3ကိုလည်းကျွန်တော်ဒီနောက်ပိတ်နဲ့ပြန်ပြီးတော့3လို့ဖြစ်မှာလားပေါ့နော်3လို့ဖြစ်မယ်ဆိုရင်ဒါဆိုရင်တော့3ညနောက်ပိတ်ဖြစ်သွားမှာပေါ့နော်3ညနောက်ပိတ်ဟုတ်ပြီနော်ဒါကလုံးဝအချုပ်ငြိမ်စရာလေးပေါ့နော်ဟုတ်ပြီနော်ဒါ163ည613ညပေါ့နော်ဒီခဏလေးပေါ့နော်တော့တခြားဒီထိတ်စီးပြောင်းရင်ခါလည်းပြောင်းသွားမယ်ပေါ့နော်ခါတော့ရှေ့ပေါင်းကတော့ခွန်ပဲဖြစ်သွားမယ်ပေါ့နော်ရှေ့ပေါင်းခွန်ဖြစ်သွားမယ်ရှေ့ပေါင်းခွန်ဆိုတခြားကဏ္ဍထည့်ကြည့်အောင်3ညထည့်မယ်ဆို9ပေါ့နော်9ရယ်9ခွန်ဆိုတော့ဒီနှလုံးပေါင်း9ဒီနှလုံးပေါင်းခွန်ဆိုမဖြစ်ဘူးနော်ဒါကဒီကဏ္ဍ power တစ်စုံထဲမှာဒီ power တစ်စုံထဲမှာသူကလာပြီးချုပ်မှာပေါ့နော်တခြားကဏ္ဍထည့်လို့မရဘူးနော်ဒီမှာကျွန်တော်ဒီမှာ9ထဲမှာဆိုဒီ9ဆိုဒီ3ညဒီတော့3ညဒီတော့3ည9 3ညရဲ့ဒီ6ရဲ့ပေါင်းရင်3မဖြစ်ဘူးပေါ့နော်ဒါ3ဖြစ်မယ်ဆိုရင်ရှေ့ပေါင်းခွန်မှာဒီကဏ္ဍဒီ power ကဒီ616ထဲမှာပဲရမယ်ပေါ့နော်ဟုတ်ပြီနော်ဒါဆိုရင်ဒီကဏ္ဍလေး၄ကွက်ပဲရှိမယ်ပေါ့နော်ဒါကထိတ်စီသူကတော့ဒီလုံးဝအချုပ်အငြိမ်စရာလေးပဲပေါ့နော်
ဒါကျွန်တော် file number 1ပေါ့နော် file number 1မှာကျွန်တော်ညီကောင်မောင်နှမတွေပြည့်မှာဒါလေးအပြင်းပြေလေးဒါလေးကြည့်လို့ရအောင်လို့ပေါ့နော်ဒါလေးကိုကျွန်တော်ညီကောင်မောင်နှမတွေအတွက်တင်ပေးလိုက်ပါတယ်နော်ကိုမစားပြီးကြည့်မယ်ကျွန်တော်ညီကောင်မောင်နှမတွေကဒါ like and subscribe လေးလုပ်ထားပေးပါနော်ကျွန်တော်ကဒါမျိုးတက်ဆိုင်လေးတွက်နည်းလေးကျန်နေတဲ့ဆိုရင် like and subscribe လုပ်ထားပေးပါနော်ဒါမှကျွန်တော်တင်လိုက်တဲ့ချိန်မှာကျွန်တော်ညီကောင်မောင်နှမတွေအချိန်နဲ့တပြင်းကြီးကြည့်ရှုလို့ရမှာပေါ့နော်ကဲဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ရဲ့ video file လေးဒီလောက်ပါပဲနော်ကျွန်တော်ရဲ့ channel လေးကိုအမြဲတမ်းအားပေးဆောင်မျိုးကြည့်ရှုနေကြကျွန်တော်ညီကောင်မောင်နှမများအားလုံးကျေးဇူးတင်ပါတယ်နော်အားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေနော်အားလုံးပဲအဆင်ပြေကြပါစေနော်